ကိုဘဝလေးကိုကျင့်납ပြီးတွေ့တာနေတာကိုဥပါဒံလို့ခေါ်တာပဲအဲ့ဒီဥပါဒံဟာဘာကြောင့်ဖြစ်ရတာတုံးဆိုတဏှာဆိုတဲ့လူချင်းတတ်မဲ့မှုကလာတာရှင်းတန်လာတဲ့အခါဥပါဒံဒါဖြင့်ဒီတဏှာကတော့ဘာလို့ဖြစ်ရတာတုံးဆိုဝေဒနာပစ္စယတဏှာလို့ဆိုတဲ့အတိုင်းစိတ်ရဲ့ခံစားမှုတွေကြောင့်ဖြစ်တာစိတ်ကခံစားမှုလေးတွေရှိသည့်အတွက်ကြောင့်ตายဝယ်ခံစားမှုလေးဆိုလူချင်းလာအဲ့ဒီလူချင်းမှုလေးတွေကြောင့်တဏှာဝေဒနာပစ္စယတဏှာဆိုတာလားဒါဖြင့်အဲ့ဒီဝေဒနာကတော့ဘာကြောင့်ဖြစ်ရတာတုံးလို့ဆိုအာယုန်နဲ့စိတ်နဲ့ဆက်သွယ်မိသွားတယ်ဆက်သွယ်မှုရှိလာလို့ရှိရင်ဖြစ်တာပဲလေကိုကေလူချင်းသာပြောကြတာမလေးကြိုးချင်းထားကြိုးချင်းကြီးအိုးချင်းထားအိုးချင်းထိတယ်နော်အာယုန်မှာလည်းဒီတိုင်းမှာပဲထိနာပဲအမြဲတမ်းစိတ်နဲ့အာယုန်ထိတာအဲ့ဒါကိုဖတ်တာလို့ခေါ်တယ်ဒီဖတ်တာကဘာလို့ဖြစ်ရတာတုံးဆိုမျက်စိနာနာလျှာကာယမနဆိုတဲ့ sense organ တွေရှိကြောင်းရှိလို့ဖြစ်တယ်အဲ့ဒီ sense organ တွေကဘာကြောင့်ဖြစ်တာတုံးဆိုနံတရားတွေနဲ့ယုတ်တရားတွေရှိလို့နံတရားယုတ်တရားတွေကဘာကြောင့်ဖြစ်တာတုံးဆိုအတိစိတ်ပဋိသန္ဓေဆိုတဲ့ဝိညာဉ်လေးလာလို့အဲ့ဒီဝိညာဉ်လေးကဘာကြောင့်ဖြစ်ရတာတုံးဆိုသင်္ခါရပစ္စယဝိညာဏကံတရားတွေကြောင့်ဖြစ်တယ်အဲ့ဒီကံတရားကဘာကြောင့်ရှိနေရတာတုံးဆိုအဝိဇ္ဇာပစ္စယသင်္ခါရမမသိခဲ့ဘူးမသိလို့ဒါလေးရှိနေတာဟောမြတ်စွာဘုရားပရိစ္ဆေသမုပ္ပါဒ်မှာအဖြေတွေထုတ်ပေးတာဘဝတစ်ခုရဲ့အဖြေတွေဘာကြောင့်ဖြစ်တယ်ဆိုတာအကြောင်းတွေကိုရှာပြထားအကြောင်းတွေရှာပြတယ်လို့ solution ကိုလည်းပြထားအေးမသိဘူးဆိုတာမရှိရင်မင်းတဏ္ဍာမှာကံတရားတွေမဖြစ်တော့ကံတရားတွေမဖြစ်ရင်ပရိသေဝိညာဉ်ဆိုတာမလာဘူးမလာလို့ရှိရင်နာယုတ်တွေမဖြစ်ဘူးနာယုတ်တွေမဖြစ်လို့ရှိရင် sense organ တွေမလာဘူး sense organ တွေမရှိဘူးဆိုရင်ဖတ်တာဆိုတဲ့ contact တွေမလာဘူးဖတ်တာမလာရင်ဝေဒနာမလာဘူးဝေဒနာမလာလို့ရှိရင်တဏှာမလာဘူးတဏှာမလာရင်ဥပါဒံဆိုတာမလာဘူးဥပါ